သားတို့မင်္ဂလာပါမြေကြီးဘေးစင်နဲ့တိုက်ွားကြလို့ကွာ เราတို့စတီးဘေးစင်ရှိရဗျကျွေဘေးစင်ရှိပါတယ်ဗျ မြေကြီးအဲ့ဒါတွေရှိတယ်သားရဲ့ဒီကျွေးဘေးစင်ယူမယ် ကျွေဘေးစင်လေးရဆိုဒီကောင်လေးရှိပါမယ်ဗျအဲ့ရဆိုဒီကောင်အကြီးလေးတွေရဒီကောင်ရှိပါမယ်ဗျ အေးရတယ်ဒါကြီးတာကလားဟုတ်ကဲ့အေးလူတဲ့ကြီးတာရလူတဲ့ကြီးတာယူမယ် ဟုတ်ကဲ့ပါဗျမေရော ဟောကိုကြီးမင်္ဂလာပါမင်္ဂလာပါဗျာ ဟုတ်ကဲ့ဗျဒီတင်မိုတာကျင်းလို့ပါဗျာ ဟုတ်ကဲ့တလက်မရဲ့တစ်ခွဲရဲ့နှစ်လက်မရဲ့ဆက်ရက်ပြပေးမယ် ဟောကြည့်ကြည့်မယ်လေ ဟောဟုတ်ကဲ့ မင်းနေလို့မဟုတ်ဟိုအမေမှာတဲ့ဘေးစင်လေးရောရှိလားဗျာ ဟုတ်ရပါတယ်ဗျာရေချွေးလုံးပစ္စည်းကုန်ဆုံးရှိပါတယ် ဟုတ်ကဲ့ပါ ဒီဘက်ကြွပါအောင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာ ဒီတော့3ယောက်ဆိုတော့ဒီဟာတလက်မတော်လေးကပို့ပြီးတော့အဆင်ပြေတယ်ဗျာ ဟုတ်ကဲ့ ဒါကြောင့်တလက်မခွဲတော့ပါဗျာ ဟုတ်ကဲ့ဒါကြောင့်တက်လက်မ အဲ့ဒါတလက်မတော့ပါ ဟုတ် ဗျာ ကဲ့ခင်ဗျာဟုတ်ကဲ့အော်ကျွန်တော်ဘေးစင်လေးလည်းပြပေးပါအောင်ဗျာ ဟောဟုတ်ကဲ့ပါဗျာဘင်းစင်လေးကတော့ဒီဘက်မှာလိုက်ကြည့်အောင်ဗျာ ဟုတ်ကဲ့ခင်ဗျာ အခုဒါလေးကတော့စတီးဘေးစင်အသေးပေါ့ အိမ်မှာတော့စတီးရှိရဗျာ ဟုတ်ကဲ့ဗျာ ကျွန်တော်ကြွေရဲပဲနာကက် ဟုတ်ပြီကိုတူစိလေးရှိတယ်ဗျာယူရီးယားပရန်လေး ဟုတ်ကဲ့ခင်ဗျာ ကိုတူတော့တူတော့တဲ့စိုက်လေးနဲ့ကြီးတယ်ဗျာ ဟုတ်ကဲ့ခင်ဗျာ ဟုတ် ကျွန်တော်ဒါလေးပဲယူလိုက်မယ် ဟောဟုတ်ကဲ့ဗျာဟုတ်ဒါလေးပါတစ်ခါလေးစုံပေးလိုက်မယ်ကိုတူကြလဲတော့ရတာအဆင်ပြေတာပေါ့စတီးစက်ကူလေးလေးပါတော့ကိုအဆင်ပြေတာပေါ့နော် ဟုတ်ကဲ့ခင်ဗျာ အဲ့ဒါလည်းစိတ်ကဒါလေးအကုန်စုံပေးလိုက်ပြီနော်ကိုနောက်လိုတာရှိလို့ချင်းလေကျွန်တော်ဒီမှာရေတွန်းပိုက်လိုင်းနေလေအကုန်စုံလာရတယ်ရေတွန်းတစ်တွင်းစာလုံးရေမြုပ်ဝတာတွေရေပန့်တွေရစပြီးအကုန်စုံလာရပါတယ်လူလာရှိရင်လာအားပေးပါဦးဗျ ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဗျာအခုလိုရှင်းပြအတွက်ကျေးဇူးလည်းအထူးတင်ပါတယ် ဟုတ် ဗျာ ကဲ့ကျွန်တော်လည်းသူဝမ်းတာလေးနဲ့ကြိုးစားပါတယ်နောက်တွဲလိုက်လာခဲ့ပါဦးဗျ ဟုတ်ကဲ့ပါခင်ဗျာအမေ ဘာတော့ အမေဒီမဲ့ကျွေးပေးစင်ကြီးတာလို့ကျွန်တော်ဆိုတော့တားဝယ်ခဲ့ပြီ ဟောတော့ငါသားရဲ့အမေဒါစီလန်းဆိုင်ကဝယ်ခဲ့ပြီသားရဲ့ ဟာအမေကလည်းကျုပ်ကအထာကတဲ့အလေရက်ကဝယ်ခဲ့တာအမေရဲ့အဲ့ဆိုင်ကပစ္စည်းလက်မှန်ဈေးလက်မှန်နဲ့အမေရဲ့ ဟာငါသားရဲ့အမေဝယ်ပြီးသားပါသားရဲ့မင်းထင်ရမင်းလုံတာပဲအမေစိတ်ပေါက်တယ်နော်မင်းနဲ့နော်တော့ကိုစိတ်ဆိုးတယ်ဒီဆိုင်မှာတုံနေတာနှစ်ပေါင်း30ရှိပြီတရွာလုံးလဲဒီပစ္စည်းတုံနေကြတာကျွေးပေးစင်တာမဟုတ်တာစတီးပေးစင်တွေရောအကုန်အမျိုးမျိုးတုံတာ အဲ့ဆိုအမေကပဲဆိုင်ဝယ်ခဲ့အောင် မင်းကတော့ဘယ်ဆိုင်ကဝယ်လာတော့ ကောင်းမြတ်မွန်လေ မင်္ဂလာပါရှင်ညီမတို့မောင်မျိုးမှာဆိုရင်တော့ကောင်းမြတ်မွန်ဆိုင်ခွက်နှစ်ဆိုင်ဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်ခွက်တိအနေနဲ့ကတော့အထက်ကတ်တိကြောင်းလမ်းမျိုးလယ်မိပါရန်နီအလဲရမှာတစ်ဆိုင်ဆိုင်နှစ်အနေနဲ့ကတော့တာစီလန်းနဲ့ပြည်အောင်စုလန်းမိပါရန်နီစုလီကုန်းရမှာဖွင့်လှစ်ထားပါတယ်ရှင်မန္တလေးမြို့မှာဆိုရင်တော့အမရပူရာမြို့နယ်မှန်တန်းကုန်းရီလမ်းသက်တစ်မှာဖွင့်လှစ်ထားပါတယ်ရှင်PPC ရေပိုင်များကိုခိမိဆိုင်ကြီးများဖြင့်ထုတ်လုပ်ပြီးမြန်မာနိုင်ငံတော်ဝန်သူမျိုးရောက်တာပြင်နေပါတယ်ရှင်။ဒါအပြင်လူချင်းမင်းတို့ရေတိုးလောင်ရန်အတွက်အလို့ရှိသောကမီကယ်ဖိုင်ဘာရေတိုင်ကြီးများကိုစိတ်တိုင်းကြအော်ရာမှာယူလာရောက်အားပေးနိုင်ပါတယ်ရှင်။